الله المنعم المحسن الديان မလင်းလောက်တော့ခါကျတော့သူတို့ပလီထဲမှာပဲပလီထဲမှာပဲသူလည်းကြောက်ကျမတို့လည်းအားနဲ့အဲဒီနောက်ထပ်နေပြီးမှလမ်းရှိကိုထွက်ပြီးသူ့ကိုတော့လိုက်ရှာတာပေါ့တော့ပလီထဲမှာကြောက်ပြီးထွက်ပြီးတော့ပြီးနေရမှာပေါ့နော်အဲ့တော့သူ့လိုက်ရှာတော့တော်တော်ကြာမှတွေ့တော့လည်းအသက်မရှိတော့ဘူးပေါ့နော်ကြောက်တယ်နဲ့ပြီးနေရအောင်နေတော့ပါလေနော်ကဘာပြတဲ့နေ့ကိုကြုံနေရတယ်လို့ပြော။အော်ကဘာသူများတွေပြောပါတယ်။ကဘာပြမနေဆိုတော့ကဘာအဲ့နေကဘာတက်တဲ့နေ့ပဲ။